ဒေဝါလီခံကာနီးဆိုင်အိုကြီးကိုကူညီပြီးစီမံခန့်ခွဲပေးခဲ့တာတစ်နှစ်အတွင်းငွေ9 သန်းအထိအမျက်ရှာပေးနိုင်ခဲ့တယ်ကျွန်တော်ကိုဘောနတ်စုချင်းငွေ2 သိန်းပေးမယ်လို့ကတိပြုခဲ့ပေမဲ့နှစ်ကုန်စည်ရင်းရှင်းတဲ့အချိန်မှာတော့သူကကျွန်တော်ရှေ့ကို2000 တန်ဈေးဝယ်ကပြားလေးတစ်ခုပဲဖြစ်ပေးခဲ့တယ်မင်းရဲ့ရှိုးဝက်ချက်ပြုတ်နည်းတွေကိုငါတို့အကုန်တက်သွားပြီဟင်းချက်သမားအညာတယောက်ကရန်ပုံငွေ2 သိန်းတောင်းချင်သေးတာလားဒီနှစ်ရတန်ကက်ကိုယူပြီးအမြန်ဆုံးလစ်တော့အဲ့ဒီကက်ကိုကြည့်ပြီးကျွန်တော်ဘာမှပြန်မပြောဘဲဆိုင်ကနေချက်ချင်းထွက်လာခဲ့တယ်သူတို့ကပုံသေးနဲ့စာရွက်အနှဲငယ်ခိုးယူယုံနဲ့ကျွန်တော်ကိုအတုံးချပြီးလွှတ်ပစ်လို့ရပြီကျွန်တော်နေရာကိုအစားထိုးလို့ရပြီလို့ထင်နေကြတာဒါပေမဲ့ကျွန်တော်ရဲ့အချိုးအစားချိန်ညှိမှုတွေမပါရင်သူတို့ချက်တဲ့ဟင်းတွေဟာလူတက်မဲ့အစိတ်တောက်တွေဖြစ်သွားမယ်ဆိုတာသူတို့မသိခဲ့ကြဘူးကျွန်တော်လက်ထွက်လာပြီးလမ်းတစ်ဖက်ကပြိုင်ဘက်ဆိုင်ကြီးမှာအဆုရှယ်ရဝင်လိုက်တယ်အချိန်2 ပတ်တောင်မကြာလိုက်ဘူးအရင်ဆိုင်ဟောင်းကြီးဟာလူသူကင်းမဲ့သွားပြီးဘန်နာရေးပစ္စည်းကအစိုးရရဲ့ချိတ်ပိတ်ခြင်းကိုခံလိုက်ရတယ်အစောပိုင်းကမောက်မာနေခဲ့တဲ့တထေးဟောင်းကြီးဟာစီးနှင်းတွေတဲထန်စွာကျဆင်းနေတဲ့ကြားထဲမှာကျွန်တော်ဆိုင်တရှိမှဒူးထောက်ပြီးငွေတန်းတန်ချက်လက်မှတ်ကိုမြောက်ကင်ကငိုယိုပြီးကျွန်တော်ကိုပြန်လာဖို့အတနာခံနေခဲ့တယ်ကျွန်တော်ကတော့ဓာတ်ကိုကျွမ်းကျင်စွာကင်တွယ်ရင်းမျက်တောင်တစ်ချက်တောင်မခတ်ခဲ့ပါဘူးဒီလောက်လေးတင်မခံနိုင်တော့ဘူးလားဇလန်းကောင်းကအနောက်မှာကြံသေးတယ်လေအစောပိုင်းကကျွန်တော်မီးဖိုချောင်ထဲမှာရှစ်ပိတာခွဲလောက်လေးတဲ့တန်တဲ့အိုးကြီးကိုကင်ပြီးလက်မလဲအောင်အလုပ်ရှုပ်နေခဲ့တာဒဲအိုးအောက်ကမီးပြပြလေးတွေတောက်လောင်နေပြီးကျွန်တော်လက်ကောက်ဝတ်ကိုတစ်ချက်လှုပ်ခါလိုက်တာနဲ့ဒဲအိုးတွေကဟင်းသီးဟင်းရွက်တွေကလေထဲမှာလှပတဲ့အဝိုင်းကွေးလေးတိုင်းပြန်တက်သွားပြီးဒဲအိုးတွေကိုအတိအကျပြန်ကျလာတယ်ဟင်းရဲ့မွေးရနံ့တွေကမီးဖိုချောင်တစ်ခုလုံးကိုချက်ချင်းလွှမ်းမိုးသွားခဲ့တယ်ဆရာကြီးလင်ဆရာလက်ရကတော့တကယ်ကိုအမခန်းပါပဲဒီဟင်းပွဲသာထွက်သွားရင်အပြင်ကအဲ့ဒီတွေယူတုကုန်ကြအောင်မှတေးချတယ်ဘေးကလက်ထောက်စဖို့မှုရှောင်းလီကနဖူးကချွေးတွေကိုတုံရင်ကြီးညိုလေးစားတဲ့မျက်ဝန်းတွေနဲ့ကြည့်နေခဲ့တယ်ကျွန်တော်ဘာမှမပြောဘဲဟင်းကိုပကံနဲ့တေးတေးချာချာထည့်လိုက်ပြီးနောက်ဆုံးလှုပ်ဝက်စီမွေးကိုစမ်းပေးလိုက်တယ်ဟင်းပွဲထွက်လို့ရပြီကျွန်တော်စီပေနေတဲ့အေပရွန်ကိုချွတ်လိုက်ပြီးနေရန်ကနာရီကိုလှမ်းကြည့်လိုက်တယ်ည9 နာရီခွဲဒီနေ့ဂျူရှန်လူဆိုင်ကြီးရဲ့ဝင်ငွေကတော့ဘာတန်တရားမှမရှိဘဲတသိန်းကျော်ထပ်မံကျော်လွန်သွားခဲ့ပြန်ပြီလွန်ခဲ့တဲ့3 နှစ်ကဂျူရှန်လူဆိုင်ကြီးဟာလူသူကင်းမဲ့ပြီးပိတ်ရတော့မဲ့အခြေအနေရောက်ခဲ့တာတထေးကြောက်ချန်လင်းကစိတ်ပူလုံးလို့စပင်တွေဖြူသွားခဲ့ပြီးနေရာအနှံ့အကူအညီတောင်းရင်နောက်ဆုံးလူကြုံကတဆင့်ကျွန်တော်စီရောက်လာခဲ့တာကျွန်တော်6 လတာအချိန်ယူပြီးဆိုင်ရဲ့အဓိကဟင်းပွဲကြီး3 မျိုးကိုတီထွင်ပေးခဲ့လို့ပိတ်တော့မဲ့ဆိုင်ဦးကြီးကိုဒီမျိုးရဲ့အစားတောက်လောကမှာအောင်မြင်တဲ့ဆိုင်ကြီးတစ်ဆိုင်ဖြစ်လာအောင်စွမ်းဆောင်ပေးခဲ့တယ်ဒီနှစ်ကတော့ကျွန်တော်တို့ဆိုင်ကိုကျေပွင့်အဆင့်ရှိတဲ့စားတောက်ဆိုင်ဖြစ်အောင်မြင့်တင်ရမယ့်အရေးကြီးတဲ့အချိန်ပဲဖြစ်တယ်လင်ရရမင်းသာဒီနှစ်ဆိုင်ကိုကျေပွင့်အဆင့်ရအောင်လုပ်ပေးနိုင်ရင်နှစ်ကုန်ရင်ဘောနတ်2 သိန်းကိုငါတေးသေးချာချာထုတ်ပေးမယ်လွန်ခဲ့တဲ့တလကဝန်ထမ်းစည်းဝေးပွဲမှာကြောက်ချန်လင်းကကျွန်တော်ပခုံးကိုပုတ်ပြီးလူများရှိမှဂတိကဝတ်ပြုခဲ့တာကျွန်တော်ယုံကြည်ခဲ့တယ်ဒီဂတိစကားကြောင့်ပဲကျွန်တော်3 လစတိုက်တရက်မှခွင့်မယူပဲမိဖို့ချောင်ထဲမှာနေ့တိုင်းနာရီပေါင်းများစွာမတက်ရက်ပြီးအလုပ်လုပ်ခဲ့တယ်ဒူးမှာအရေးအိတ်တီတာတောင်ဆေးရုံသွားမပြခဲ့ဘူးကျွန်တော်ရင်ထဲမှာတောင်တွေးထားခဲ့သေးတယ်ဒီငွေ2 သိန်းရလာရင်တော့ကမိဘတွေရဲ့မိုးယိုနေတဲ့အိမ်ဟောင်းလေးကိုလှပတဲ့တိုက်အိမ်လေးအဖြစ်ပြန်လည်ပြုပြင်ဆောက်လုပ်ပေးမယ်ဆိုပြီးတော့ပေါ့ဆရာကြီးလင်မန်နေဂျာဝန်ကဆရာကိုဗနာရေးရုံခန်းကိုလာခဲ့ဖို့ပြောပါတယ်နှစ်ကုန်ပြီမို့လို့ဘောနက်စရင်တွက်ချက်ဖို့ပါဆရာကြီးလင်တော့ချမ်းသာပြီဗျာငွေ2 သိန်းရပြီဆိုတော့ဒီညတော့အကင်ကျွေးရမယ်နော်ကျွန်တော်ပြုံးပြီးရှောင်းလီကိုတစ်ချက်ထုလိုက်တယ်လေဘင်းကတာဝါကိုဆွဲချပြီးချွေးတွေကိုတုတ်ကဘန်နာရီရုံခန်းစီလျှောက်လာခဲ့တယ်ရင်ထဲမှာမျောလင်းချက်တွေနဲ့ပြည့်နှက်နေခဲ့တာပေါ့ရုံခန်းတကားကိုတွန်းဖွင့်လိုက်တော့ကြောက်ချန်လင်းကိုမတွေ့ရပဲထိုင်ကုန်ကြီးပေါ်မှာထိုင်နေတာကတော့ကွက်ဆန်းဝစ်စုံကိုဝစ်စင်ထားပြီးစပင်ကိုဂျယ်ရီအပြည့်လိမ့်ထားတဲ့လူတစ်ယောက်ဖြစ်နေတယ်သူက1 ဟောက်ဂျူရှန်လူရဲ့မန်နေဂျာဖြစ်ပြီးကြောက်ချန်လင်းကလွန်ခဲ့တဲ့6 လကမှထည့်ထားတဲ့သူ့ရဲ့ရောက်ဖဖြစ်တယ်ကျွန်တော်ထိုင်ကုန်ကိုဆွဲပြီးထိုင်လိုက်တယ်ကျွန်တော်ကိုရှာနေတာလား1 ဟောက်ကကျွန်တော်ကိုတက်တက်မကြည့်ပဲခြေထောက်ကိုစာပွဲပေါ်တင်ကလက်ထဲကရွှေရောင်မိချစ်ကိုကစားနေခဲ့တယ်မိချစ်တဲ့အတန်ကတိတ်ဆိတ်နေတဲ့ရုံခန်းထဲမှာတကယ်ကိုနားမခံတာစရာဖြစ်နေခဲ့တယ်ဆရာကြီးလင်ပြင်ပန်းသွားပြီအကူကြီးကဒီနေ့အဲ့ဒီကြီးတွေနဲ့တွေ့ဖို့ရှိလို့ဘောနက်ကိုငါ့ကိုပေးခိုင်းလိုက်တာမင်းရဲ့ဝေစုကတော့ဒီမှရှိတယ်ယူလိုက်ပါစစ်ဆေးကြည့်ဦးစာအိတ်ကအရန်ပါလုံးနဲ့အထဲမှာငွေသားတွေပါဝင်ဖို့ဘလို့မှမဖြစ်နိုင်ဘူးကျွန်တော်ကတော့ဗန်ချက်လက်မှတ်ဒါမှမဟုတ်ငွေလွှဲပြေစာတစ်ခုခုထင်နေတာကျွန်တော်လက်ကိုဆန့်ပြီးအဲ့ဒီစာအိတ်ကိုလှမ်းယူလိုက်တယ်စာအိတ်ဝါကပိတ်မထားဘူးကျွန်တော်လက်ချောင်းလေးတွေနဲ့ဖွင့်ပြီးအထက်ကမာကျောတဲ့ကပြားလေးတစ်ခုကိုဆွဲထုတ်လိုက်တယ်ဗန်ချက်လက်မှတ်မဟုတ်ပဲဒါရွန်ဖာစူပါမားကတ်ရဲ့ logo logo ပါတဲ့2000 တန်ဈေးဝယ်ကပြားတစ်ခုဖြစ်နေခဲ့တယ်ကျွန်တော်အဲ့ဒီကတ်ကိုကြည့်ပြီး1 စက္ကန့်2 စက္ကန့်လောက်ကြောင်အန်ကြီးဖြစ်သွားခဲ့တယ်မိဖို့ကြောင်တွေကအပူချိန်ကြောင့်ငါစိတ်တစတွေများမြင်နေတာလားလို့တောင်ကိုထင်မိသေးတယ်ဒါပါလဲကျွန်တော်ခေါင်းကိုမော့ပြီး1 ဟောက်ကိုလှမ်းကြည့်လိုက်တယ်ကျွန်တော်ရဲ့လေတံကအံ့ဩစရာကောင်းလောက်အောင်တည်ငြိမ်နေပြီးဘာလှုပ်ရှားမှုမှမရှိခဲ့ဘူး1 ဟောက်ကနှာခေါင်းတစ်ချက်ရှုံပြီးပြုံးက secret တလိပ်ကိုမီးညှိလိုက်တယ်စာလုံးတွေမဖတ်တတ်ဘူးလား2000 တန်ဈေးဝယ်ကက်လေကွာနှစ်ကုန်ပြီဆိုတော့မားကတ်မှာမင်းရဲ့မိဘတွေအတွက်ဆန်စီစားဝယ်ပေးဖို့ပေါ့ဒါကအကိုကြီးရဲ့စေတနာနဲ့ငယ်လို့ပဲတတ်မှတ်လိုက်ပါသူစကားပြောတဲ့လေတံကရထိုက်တယ်ဆိုတဲ့ပုံစံမျိုးဖြစ်ပြီးအထက်စီးကနေနှိမ်ချပြီးပေးကမ်းတဲ့ပုံစံမျိုးဖြစ်နေခဲ့တယ်ကျွန်တော်ရဲ့သွေးတွေဟာသွေးကြောထဲမှာပြောင်းပြန်စီးဆင်းသွားတယ်လို့ခံစားရတယ်အစည်းအဝေးတုန်းကတထေးပြောတာငွေ2 သိန်းလေကျွန်တော်သူ့ရဲ့မျက်ဝန်းတွေကိုစိုက်ကြည့်ပြီးပြောလိုက်တယ်ဟာလင်ရရမင်းတကယ်ကိုအိမ်မက်ကြီးတာပဲ2 သိန်းနဲ့လားမင်းကမီးဖို့ကြောင်ထဲမှာဒဲအိုးကန်ရတဲ့ဟင်းချက်သမားတစ်ယောက်ပဲလေတလကိုလစာ15000ရနေတာတော့မဝသေးဘူး2 သိန်းတောင်လိုချင်သေးတာလားမင်းကိုမင်းအစုရှယ်ယာရှင်ထင်နေတာလားဆိုင်ရဲ့အဓိကဟင်းပွဲကြီး3 မျိုးကိုငါကိုယ်တိုင်တီထွင်ခဲ့တာဟင်းချက်နီးတွေကိုလည်းငါကိုယ်တိုင်ရေးခဲ့တာဟုတ်တာပေါ့ဒါပေမဲ့အဲ့ဒါတွေကကုမ္ပဏီပိုင်စာရွက်ပေါ်မှာမင်းရေးထားတာလေကုမ္ပဏီစာရွက်ပေါ်မှာရေးထားတာဆိုတော့ကုမ္ပဏီပိုင်ပေါ့မင်းကကုမ္ပဏီရဲ့လစာကိုယူထားတာမို့လို့မင်းတီထွင်တဲ့ပြုတ်နည်းတွေကကုမ္ပဏီနဲ့ပဲဆိုင်တာပေါ့ငါမင်းကိုပြောလိုက်မယ်မင်းချက်တဲ့ဟင်းတွေရဲ့ပုံတင်နေတဲ့အချိုးစားတွေကိုငါလွန်ခဲ့တဲ့ရက်ပိုင်းကလေးကလူလွတ်ပြီးအကုန်ကူးခိုင်းထားပြီးသားအခုငါတို့မိဖို့ချောင်းတွေကအမွေးကြံချင်းကြီးမှုတွေကဗျံအင်းရဲ့အထိအတိအကျသတ်မှတ်ထားပြီးသားမို့လို့စက်မှုကြောင်းကဆင်းလာတဲ့အလုပ်တင်တယောက်ကိုခေါ်ပြီးဒီပြုတ်နည်းတိုင်း2 လလောက်လေ့ကျင့်ခိုင်းလိုက်ရင်မင်းချက်တလို့မျိုးချက်နိုင်သွားမှာပဲမင်းကိုမင်းဘာကောင်းထင်နေလဲတကယ်တော့ဒီလိုကိုကျွန်တော်ချက်ချင်းပဲအကုန်လုံးကိုသဘောပေါက်သွားတော့တယ်ဒီရက်ပိုင်းအတော်တွင်းမှာ1 ဟောက်ကမိဖို့ချောင်စီမံခန့်ခွဲမှုကိုမုန်းမှန်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့သူ့ရဲ့လူယုံတွေကိုမိဖို့ချောင်နဲ့လွတ်ပြီးစားအုပ်အနေငယ်နဲ့လိုက်ကူးခိုင်းနေတာ
ကျွန်တော်ကတော့အဲ့ဒီအချိန်တုန်းကဟင်းချက်တာပဲအာယုံဆိုင်နေလို့သူတို့တွေပုံစံပြနေကြတာပဲထင်ပြီးဂယုမဆိုင်မိခဲ့ဘူးတကယ်တော့ငါ့ကိုနှင်ထုတ်ဖို့အတွက်ဒီလိုကြိုတင်ပြင်ဆင်နေကြတာပဲအတုံးချပြီးတာနဲ့လွှတ်ပစ်မဲ့လူယုံမာတွေကြောက်ချန်လင်းရောသူ့ကိုငါရှိလာပြီးမျက်နှာချင်းဆိုင်ပြောခိုင်းလိုက်ကျွန်တော်ဒေါသမထွက်ခဲ့ပါဘူးဘာလို့လဲဆိုတော့အခုလိုအဆင်မရှိတဲ့လူယုံမာတယောက်ကိုဒေါသထွက်ပြနေရင်ကိုယ့်ရဲ့တိတ်ခါပဲကြာဆင်းသွားလိမ့်မယ်လို့တွေးမိလို့ပဲငါကိုကြီးကမင်းကိုတွေးဖို့အချိန်မရှိဘူးဒီကိစ္စကိုငါကိုပဲအကုန်လဲပေးထားတာသူပြောတဲ့စကားအတိုင်းဆိုရင်မင်းကနေတယ်လို့ထင်ရင်ဒီကက်ကိုလည်းယူမသွားနဲ့တော့ငါကိုတွေးဖို့အချိန်မရှိဘူးလေလားကြောက်ချန်လဲမင်းကတော့ကိုယ်တိုင်ထွက်ပြီးမျက်နှာချင်းဆိုင်ရှင်းရဲတဲ့တတိတောင်မရှိပဲရောက်ဖဖြစ်တဲ့သူကိုလွတ်ပြီးငါကိုလာစော်ကားခိုင်းတာပဲစာပွဲပေါ်ကမျက်စိစူးစရာကောင်းတဲ့ဈေးဝယ်ကက်ကိုကြည့်ရင်2သိန်းကနေ200ပဲဖြစ်သွားတာ100ခိုင်နှုန်းတင်ရှိတော့တာမို့လို့ကျွန်တော်ရဲ့ဈေးဘိုးဝါကတော့မလောက်ပါဘူးကျွန်တော်ထိုင်ကုန်ကနေထားလိုက်တယ်ဒေါသတကြီးအော်ဟစ်တာမျိုးလည်းမလုပ်တလို့စပွဲတွေကိုရိုက်ခွဲတာမျိုးလည်းမလုပ်ပဲတည်ငြိမ်စွာနဲ့ပဲခေါင်းညှိပြလိုက်တယ်ကောင်းပြီငါသိပြီကျွန်တော်အဲ့ဒီ2000တန်ကက်ပြားလေးကိုယူပြီးစဖိုမှုဝစ်စုံအိတ်ကက်ထဲထည့်လိုက်တယ်အဲ့ဒီနောက်ဝမ်ဟောက်ရဲ့ရှေ့မှာတင်ပဲအင်ဂျီကျဲသီးတွေကိုတလုံးချင်းစီဖြည်းဖြည်းချင်းဖြုတ်လိုက်တယ်ဆိုင်ရဲ့စဖိုမှုကျုပ်လို့စာလုံးပါတဲ့အင်ဂျီဖြူကြီးကိုချုပ်လိုက်ပြီးတေးသေးချာချာခောက်ကသူ့ရဲ့စာပွဲပေါ်ကိုအตาရတင်ပေးလိုက်တယ်ဝမ်ဟောက်ကြောင်အန်းသွားခဲ့ရတယ် secret ကင်ထားတဲ့သူ့လက်ကလေထဲမှာတန့်သွားပြီးမျက်နှာတစ်ခုလုံးလည်းပြတ်သွားတော့တယ်လင်းရန်မင်းဘာလုပ်တာလဲကလေးလိုကြောက်ကြက်လို့မနေနဲ့မင်းသာအခုအလုပ်ထွက်သွားရင်ဒီလအတွက်လစာပြားတစ်ချက်မှရဖို့မစင်စားနဲ့ကျွန်တော်သူ့ကိုအရေးမလုပ်တော့ပဲရုံးခန်းတကားကိုတွန်းဖွင့်ကမိဖို့ကြောင့်တဲ့ကိုအရှိန်ဟုန်နဲ့ပြန်လာခဲ့တယ်မိဖို့ကြောင့်တဲ့ကညီကိုတွေကတော့အလုပ်တွေအရန်ရှုံနေကြတော့မယ်ကျွန်တော်အင်ဂျီမပါပဲအနက်ရောင်တီရှပ်တစ်ထည်နဲ့ဝင်လာတာကိုမြင်တော့အကုန်လုံးအံ့ဩပြီးကြောင်အန်းကုန်ကြတော့တယ်ဆရာကြီးလင်ဘာဖြစ်လို့လဲဗျဒီအလုပ်ငါဆက်မလုပ်တော့ဘူးငါအတန်ကတိတ်မကျပေမဲ့တခေါင်းလုံးကမိဖို့ကြောင့်တစ်ခုလုံးရုတ်တရက်လုံးဝတိတ်ဆိတ်သွားခဲ့တယ်လေစုပ်ပန်ကရဲ့ဝူဝူဝါဝါမြည်တမ်းပဲကြမ်းတော့တယ်လူတိုင်းကငါ့ကိုမယုံကြည်နိုင်တဲ့မျက်လုံးတွေနဲ့ကြည့်နေကြတယ်ငါရဲ့ကိုပိုင်ဟင်းချက်ခုံစီလျှောက်သွားပြီးဗီဒီယိုထဲကနေအမဲရောင်သားရေးသားလေးအိတ်ကိုထုတ်ပြီးဖြန့်လိုက်တယ်အထဲမှာ Damascus tea နဲ့ထုလုပ်ထားတဲ့စဖိုမှု3ဓာတ်6လက်ကငိမ့်သက်စွာလှဲလျောင်းနေတယ်ဒါကငါငွေကျပ်3000အကုန်ခံပြီးဂျပန်သားဆရာစီမှာအထူးမှယူထားတာဖြစ်ပြီးငါရဲ့အသက်သက်ဆောင်လည်းဖြစ်တယ်ဒါလေးအိတ်ကိုတေချာလိုက်ပြီးကြောမှလွှဲလိုက်တယ်ပြီးတော့မိဖို့ချောင်ရဲ့အထဲဆုံးအပူချိန်ထိမိဖို့ခုံရှိကိုရှောက်သွားခဲ့တယ်အဲ့ဒီမှာလူတဝက်စာအမြင့်ရှိတဲ့မြေအိုးအိုကြီးတစ်လုံးရှိနေတယ်အိုးဖုံးကိုဖွင့်လိုက်တာနဲ့အလုံးမွေးကြိုင်ပြစ်နေပြီးအလွာထက်ထက်နဲ့ပြည့်စုံတဲ့ဟင်းရည်အနံကနှာခေါင်းထဲတိုးဝင်လာတယ်ဒါကငါရဲ့ရှေးဟောင်းမဟာဟင်းရည်အနှစ်ပဲငါအဖိုးစီကနေလက်ဆင့်ကမ်းလာပြီးငါကိုယ်တိုင်လည်းဟင်းခတ်အမွေးကြိုင်ဆေးဖက်ဝင်အပင်မျိုးစုံနဲ့ထိတ်တန်းပါဝင်ပစ္စည်းတွေကိုတုံးပြီးရှစ်နှစ်တိတိမွေးမြူလာခဲ့တဲ့ဟင်းရည်အနှစ်ဟောင်းကြီးဖြစ်တဲ့ဆူရှမ်းလောင်ဖဆိုင်ရဲ့ငရှင်းမြော့ဝက်သားနီချက်တွေကလူတွေကိုတလုတ်စားယုံနဲ့ဆွဲလန်းသွားစေတာဟာဒီဟင်းရည်အနှစ်ဟောင်းကြီးရဲ့ပံ့ပိုးမှုကြောင့်ပဲငါကပိုးတက်ထားတဲ့လေလုံးပုံးတစ်ပုံးကိုရှာပြီးရောက်ချိုကြီးနဲ့ဟင်းရည်တွေကိုခတ်ထဲတော့တယ်ရက်လိုက်စမ်းမင်းဘာလုပ်နေတာလဲလုံကြုံရေးလူတယောက်မိဖို့ချောင်းပိုင်းပစ္စည်းတွေကိုခိုးနေတယ်သူခေါ်လာတဲ့လက်ပါစီတယောက်ကငါ့ကိုတားဖို့ချက်ချင်းရှည်တိုးလာတယ်ငါလက်ရှိလှုပ်လက်စကိုရက်လိုက်ပြီးကြောပေါ်ကဓာတ်အိတ်ထဲကနေ30စင်တီမီတာရှိတဲ့အယိုးနွေနာတစ်လက်ကိုဆွဲထုတ်လိုက်တယ်ဒုံးဆိုတဲ့အတန်နဲ့အတူဓာတ်သွားကငါရှိကတစ်သားသားညက်တုံးတဲ့ကိုတက်တက်ဆိုင်ဝင်သွားတယ်ဒါယုတ်ကတုံခါနေတုံးပဲဖြစ်ပြီးအေးဆက်ဆက်အတန်တွေထွက်ပေါ်နေတယ်မိဖို့ကြောင့်တစ်ခုလုံးရဲ့အပူချိန်ကရုတ်တရက်ရေခဲမှတ်ထိကျဆင်းသွားတယ်လို့ပဲငါဝမ်ဟောက်ကိုစိုက်ကြည့်လိုက်တယ်ငါမျက်ဝန်းထဲမှာဘာအငွေ့တက်မှမရှိဘူးဒီဓာတ်ကငါပတ်စံနဲ့ငါဝယ်ထားတာဒီဟင်းရည်အနှစ်ကလွန်ခဲ့တဲ့3နှစ်ကငါဆူရှမ်းလောင်ဟောက်ကိုစောက်ဝင်တဲ့နေ့ကအိမ်ကနေယူလာတာမင်း CCTV စစ်လို့ရတယ်စည်ရင်းစာအုပ်စစ်လို့ရတယ်ငါအယိုးနေသားကိုပြန်နှုတ်ပြီးတာဝါကုတ်အဖြူနဲ့ဓာတ်သွားကိုအตาရတုတ်လိုက်တယ်လိုချင်လို့လားရတယ်မင်းလာယူလေဝမ်ဟောက်ရဲ့မျက်နှာကချက်ချင်းဖြူဖြောသွားပြီးလဲချောင်းထဲကအစာမျိုးရခတ်တယ်လို့ဖြစ်သွားတယ်သူငါလက်ထဲကအေးဆက်ဆက်တောက်ပနေတဲ့ဓာတ်သွားကိုကြည့်ပြီးမီးလောင်တန်ရအမာရွတ်တွေပြည့်နေတဲ့ငါရဲ့တန်မာတဲ့လက်မောင်းတွေကိုပြန်ကြည့်ရင်းရှိကူတလန်းမှမတိုးရတော့ဘူးငါကပုံမှန်ဆိုစကားပြောကောင်းပေမဲ့တားလီလာတာ10နှစ်ရှိပြီဖြစ်လို့ငါလက်ထဲကဓာတ်ကဘသူထက်မဆိုပိုတိကျတယ်ဆိုတာသူသိတယ်ငါနှာခေါင်းရှုံပြီးရေးလိုက်တယ်ဓာတ်ကိုအိတ်ထဲပြန်ထည့်ဟင်းရီပုံးကိုတေချာပိတ်ပြီးလက်တစ်ဖက်နဲ့မှလိုက်တယ်မိဖို့ကြောင့်တစ်ခုလုံးကိုတစ်ချက်ဝေးကြည့်လိုက်တော့ငါနဲ့3နှစ်အတူဖြတ်တန်းပြီးငါဆဲတာလည်းခံဘူးလက်ထပ်တင်ပေးခဲ့ရတဲ့ညီကိုတွေအားလုံးမျက်လုံးတွေနီမြန်းနေကြတယ်နောင်တော်လင်းတေချာစူးစမ်းလုပ်ကြနောက်ညံနေရှိစမ်းပါလူတိုင်းကိုညီကိုလိုသွားမဆက်ဆံနဲ့ငါရှောင်းလီရဲ့ပခုံးကိုပုတ်ပြီးဟင်းရီပုံးကိုဆွဲဓာတ်ကိုလွှဲပြီးအပြင်ကိုအားရပါရရှောက်ထွက်ခဲ့တယ်လင်းရန်မင်းအောင်တမရနဲ့နော်ငါပြောလိုက်မယ်ဆူရှမ်းလောင်ကမင်းမရှိလဲပုံမှန်လဲပတ်နေမှာပဲအပြင်မှာမင်းနေရာကိုအစားထိုးခြင်းနဲ့စားဖို့မှုတွေအပုံကြီးရှိတယ်ဒီတကားကထွက်သွားပြီးရင်မင်းတစ်သက်လုံးဒီမျိုးရဲ့စားတောက်ကုန်လောကတွေကိုပြန်ဝင်ဖို့မစင်စားနဲ့တော့ငါဆူရှမ်းလောင်ရဲ့ခဏတဲ့ဖန်တကားကြီးကိုတွန်းဖွင့်လိုက်တယ်12လပိုင်းရဲ့အေးဆက်တဲ့စောင်းတွေကစီးနှင်းတွေနဲ့အတူငါမျက်နှာကိုဓာတ်နဲ့မွန်းတယ်လို့တိုက်ခတ်လာတယ်ဒါပေမဲ့ငါစိတ်ထဲမှာတော့တခါမှမရဘူးတဲ့လွတ်လပ်မှုကိုခံစားလိုက်ရတယ်ဆူရှမ်းလောင်ဆိုင်ကလွန်ခဲ့တဲ့3နှစ်ကစိုင်းစုပ်လေးတစ်ခုကနေဒီနေ့လိုအောင်မြင်လာတာဟာငါလင်းရတအိုးချင်းစီအာတုံခွန်ဆိုင်ချက်ပြုတ်ပေးခဲ့လို့ပဲဝဲဟောက်ကငါရဲ့ဟင်းချက်နီးအချို့ကိုခိုးယူယုံနဲ့ငါရဲ့အရာအလုံးကိုခိုးယူသွားနိုင်ပြီလို့ထင်နေတာတကယ်ကိုရေစရာကောင်းတော့အောင်လူမိုက်ပဲစီးနှင်းတွေကျနေတဲ့လမ်းမပေါ်မှာရရင်ဆူရှမ်းလောင်ရဲ့ရွှေရောင်ဆိုင်ဘုတ်ကိုငါပြန်လှည့်ကြည့်လိုက်တယ်ပြီးတော့မျက်နှာလွှဲပြီးလမ်းရဲ့တစ်ဖက်တက်တဲ့ကိုကြည့်လိုက်တယ်အဲ့ဒီမှာဆူရှမ်းလောင်ရဲ့ဖိနှိပ်မှုကြောင့်အသက်ရှူကျက်ပြီးပိတ်ခါနီးဖြစ်နေတဲ့ရှေးဟောင်းစားတောက်ဆိုင်ကြီးတစ်ဆိုင်ရှိနေတယ်ဆိုင်ဘုတ်ပေါ်မှာစာလုံး3လုံးရေးထားတယ်ဖင်ဝေကော့ငါကြောပေါ်ကဓာတ်အိတ်ကိုပြင်လွယ်ပြီးဟင်းရီပုံးကိုဆွဲကနှင်းတွေကိုနေရင်ဖင်ဝေကော့စီကိုဘာလို့ဆိုင်မှုမှမရှိပဲရှောက်သွားခဲ့တယ်မင်းတို့ကငါ့ကို2သိန်းမတန်ဘူးလို့ထင်နေမှတော့ငါလင်းရက်တကယ်ဘလောက်တန်လဲဆိုတာပြပေးရတာပေါ့3000လေပြင်းနဲ့စီးနှင်းတွေကပုံမပြင်းထန်လာတယ်ငါလမ်းကိုဖြတ်ကူးပြီးဖင်ဝေကော့ရဲ့လေးလံနဲ့တစ်သားထုစစ်တကားကြီးကိုတုံးဖွင့်လိုက်တယ်တကားပေါ်ကကြေးကောင်းလောင်းတန်တင်းတောင်မြည်သွားတာနဲ့အတူနှစ်ချို့တစ်သားနံတင်းနဲ့နှွေးထွေးတဲ့လေတူးကငါ့ကိုလွှမ်းခြုံသွားစေတယ်လမ်းတစ်ဖက်ကဆူရှမ်းလောင်ထရဲ့စီကားဆူညံမှုတွေနဲ့မတူပဲဒီနေရာရဲ့အေးဆက်6ကပ်မှုကလူကိုအသက်ရှူကျက်မတက်ပဲကြီးမားလာတဲ့ပထမထက်ခမ်းမကြီးထဲမှာတိုးတိုးလေးစကားပြောနေတဲ့စပွဲနှစ်ဝိုင်းပဲရှိတော့တယ်ခမ်းမအစုံကငွေကောင်းတာနောက်မှာတော့ဝိုင်းနီအောင်ကတိပါဝစ်စုံဝစ်စင်ထားတဲ့အမျိုးသမီးတစ်ယောက်ရက်နေတယ်သူကခေါင်းငုံပြီးမျက်မှောင်ကုတ်ကလက်ထဲကစရင်စာအုပ်ကိုကြည့်နေတယ်ရှန်ရွက်
ဖင်ဝေကော့ရဲ့လက်ရှိအိမ်ရှင်မပေါ်ဒီနှစ်ရာချီတက်တန်းရှိတဲ့ဆိုင်ကြီးကသူ့လက်ထက်ရောက်တော့30မြောက်ရှိပြီပြီးခဲ့တဲ့3နှလုံးငါနဲ့ကြောက်ချန်လင်းတို့ရဲ့ဆူရှမ်းလောင်ဆိုင်ကြောင့်အမြဲတမ်းအရှုံးပေါ်ပြီးအခုဆိုရင်ဆိုင်ပိတ်ရလူနီးပါအခြေအနေကိုရောက်နေပြီတကားကောင်းလောင်းတန်ကိုကြားရပေမဲ့သူကောင်းကိုတော့မကြည့်ခဲ့ဘူး စိတ်မရှိပါနဲ့ရှင်မိဖို့ချောင်ကဆိုင်ပိတ်ဖို့ပြင်နေပြီမို့လို့ဧည့်သည်အစ်စ်တွေလက်မခံတော့ပါဘူး ငါထမင်းလာစားတာမဟုတ်ဘူးငါလက်ထဲကပိတ်တာချိန်အနှဲငယ်လေးတဲ့မြေအိုးလေးလုံးပုံးကိုကျန်းပြင်းပေါ်ဒုံကနေမြေအောင်လေးလေးလန်လန်ချလိုက်တယ်ငါမီးဖို့ခုံတစ်ခုံလာရှာတာ လင်းရက်အဲ့ဒီမျက်မမြင်ကြောက်ချန်လင်းကနောက်ဆုံးတော့မင်းကိုမောင်းထုတ်လိုက်ပြီပေါ့ ငါပြောသမျှအတိုင်းဖြစ်စေရမယ်မီးဖို့ချောင်တစ်ခုလုံးရဲ့အကျွမ်းမဲ့လုတ်ပိုင်ခွင့်ကိုလိုချင်တယ်လမ်းတစ်ဖက်ကဆိုင်ရဲ့ဆိုင်းဘုတ်ကိုနင်းချီပြစ်နိုင်မဲ့ထူခြားတဲ့ဟင်းလျာတစ်ခွက်မင်းတို့လိုအပ်နေလားတထေးမရှန်ဒီအယောင်းဝယ်ကိုလုံမလားမလုံဘူးလား လင်းရက်မင်းစီကဒီစကားတစ်ခွန်းကိုကြားရဖို့ငါဘယ်လောက်တောင်စောင့်ခဲ့ရလဲမင်းတီလား သူကလှည့်ထွက်သွားပြီးတောက်ဖက်နှက်တန်တစ်ကောက်ကောက်နဲ့ခမ်းမထောက်ကကာကွယ်ရေးတစ်တာဆက်စီလျှောက်သွားတယ်လှုပ်ဝက်နံပါတ်ကိုရိုက်ထည့်လိုက်ပြီးဒီကနေ့အတန်နဲ့အတူတစ်တာတကားပွင့်သွားတယ်သူကအထဲကနေပလတ်စတစ်ဖိုင်ကြီးနဲ့တေချာထည့်ထားတဲ့စာချုပ်စာတမ်းတစ်ခုကိုထုတ်ပြီးငါနဲ့အနီးဆုံးစပွဲခုံပေါ်ကိုဖုံးကနေချလိုက်တယ် ကြည့်လိုက်ပါ ငါတန်တရားစိတ်နဲ့စာချုပ်ကိုကောက်ကင်လိုက်တယ်ခေါင်းစဉ်ကိုတော့မြင်လိုက်ရတဲ့ခဏမှာငါမျက်စမ်းတွေရုတ်တရက်ကျဉ်းကြောင်းသွားခဲ့တယ်ဖင်ဝေကော့စားတောက်ကုံအုပ်စုရဲ့ရှယ်ယာပါဝင်ခွင့်သဘောတူညီချက်နဲ့အုပ်ချုပ်မှုစပိုမှုချုပ်ခန့်အပ်လွှာခန်းစားခွင့်စာမျက်နှာကိုလှန်ကြည့်လိုက်တော့စာလုံးအမဲနဲ့အဖြူအမဲတဲတဲကွဲကွဲရေးထားတဲ့အခြေခံလစာတစ်လလျင်ရွမ်9000တိတိဆိုင်ရဲ့အမျက်ငွေစုစုပေါင်းရဲ့30ရာခိုင်နှုန်းကိုဤပညာဆိုင်ရာရှယ်ယာအဖြစ်ခွဲဝေပေးမည်လုတ်ပိုင်ခွင့်မိဖို့ချောင်ဝန်ထမ်းခန့်အပ်မှုပစ္စည်းဝယ်ယူမှုနဲ့ဟင်းလျာအသစ်တီထွင်မှုတွေမှာအကျွမ်းမဲ့ဗီတိုအာဏာရှိပြီးမိသူများဝင်ရောက်ဆက်ဖက်ခြင်းမပြုရတင်ဒီစာချုပ်ရဲ့ရက်စွဲကလွန်ခဲ့တဲ့6လကတည်းကဖြစ်နေတယ် လွန်ခဲ့တဲ့6လကတည်းကငါဒီစာချုပ်ကိုအစင်သစ်ပြင်ထားခဲ့တာမင်းကတန်ရောစင်နဲ့ကျေးဇူးတရားကိုတန်ဖိုးထားတမန်ငါသိပါတယ်မင်းခက်ခဲဆုံးအချိန်တုန်းကကြောက်ချန်လင်းကမင်းကိုကူညီခဲ့ဘူးတယ်လေဒါကြောင့်ဒီ3နှစ်ပတ်လုံးမင်းသူ့ကိုအသက်သွန်ခွန်ဆိုင်ကျေးဇူးဆက်ခဲ့တာပဲငါမင်းကို3ချိန်တိုင်လာခေါ်ခဲ့ပေမဲ့မင်း3ချိန်စလုံးညင်းပယ်ခဲ့တယ်ဒါပေမဲ့ကြောက်ချန်လင်းကဘလို့လူစားလဲဆိုတာငါကပိုသိတာပေါ့သူကလောဘကြီးတယ်အမျော်အမြင်မရှိဘူးနားယောင်လွယ်တယ်သူ့ရဲ့ခဲအိုဝမ်ဟောက်ဆူရှမ်းလောင်ကိုစောက်ဝင်ကလေးကမင်းထွက်လာရမှာကအနည်းနဲ့အမြန်ပဲဆိုတာငါသိပြီးသားငင်းကောင်းဆိုတာအမြဲရှိတတ်ပေမဲ့လူစွမ်းကောင်းကိုမှတ်မိတဲ့ပိုတော့ပိုဆိုတာကတော့ရှားပါတယ်ဒါပေမဲ့ငါရှန်ရွဲကတော့တကယ်လူစွမ်းကောင်းကိုမြင်လျက်နဲ့မျက်စိမိတ်မထားဘူးလက်မှတ်ထိုးလိုက်ပါဒီဆိုင်ရဲ့အသက်သွန်ခွန်ဆိုင်အရာအလုံးကိုနောက်မင်းလက်ထဲအပ်လိုက်ပြီ ငါလေးလံလာတဲ့ဒီစာချုပ်ကိုစိုက်ကြည့်လိုက်တယ်။ဤပညာရှယ်ယာ30ရာခိုင်နှုန်းနဲ့တစ်လအခြေခံလစာ9000ဒါကစဖို့မှုတယောက်ကိုငှားရမ်းတဲ့အဆင့်တန်းမျိုးမဟုတ်တော့ဘူး။ဒါကတကယ်အကျိုးတူပူပေါင်းဆောင်ရွက်မဲ့ပါတနာကိုရှာဖွေတာဖြစ်တယ်။လွန်ခဲ့တဲ့နိုင်ဝက်က1 house စပွဲပေါ်ပစ်ချခဲ့တဲ့ရွမ်2000တန်ဈေးဝယ်ကတ်နဲ့နှိုင်းယှဉ်ရင်ဒါကတကယ်ကိုအကြီးမားဆုံးတရောစာပဲ။အခြားသူရဲ့အပြည့်အဝလေးစားမှုကိုခံရပြီးမိမိတန်ဖိုးကိုအတိမတ်ပြုခံရတဲ့နှွေးထွေးတဲ့ခံစားချက်ကငါတကူလုံးကိုစီးဆင်းသွားခဲ့တယ်။ငါဘာမှတုံဆိုင်မနေပဲဖောင်တိန်ဖုံးကိုဖွင့်ပြီးလက်မှတ်ထိုးရမယ့်နေရာမှာငါနာမည်လင်းရန်ဆိုတဲ့စာလုံးနှလုံးကိုအားရပါရလက်မှတ်ထိုးလိုက်တယ်။အစဉ်ပြေပြေပူပေါင်းဆောင်ရွက်နိုင်ပါစေ။တထေးမရှန် အစဉ်ပြေပြေပူပေါင်းဆောင်ရွက်နိုင်ပါစေစဖို့မှုကြီးလင်း ရှန်ရွက်ကလက်ကိုဆန့်ထုတ်ပြီးငါလက်ကိုအားရပါရလာဆွဲနှုတ်ဆက်တယ် အခုမင်းမဆက်လုပ်ဖို့စိတ်ကူးလဲ ။သူငါယူလာတဲ့ဓာလေးအိတ်နဲ့ဟင်းရည်အနှစ်ဟောင်းကြီးကိုကြည့်ပြီးမျက်လုံးတွေထဲမှာမျောလင်းချက်အလင်းရောင်တွေတောက်ပနေတယ်။ငါ့ကိုမီးဖိုချောင်စီခေါ်သွားပေးပါ။10မိနစ်အကြာမှာငါဖင်ဝေကော့ရဲ့မီးဖိုချောင်ထဲမှာရက်နေပြီ။ဒီကပစ္စည်းကိရိယာတွေကဆူရှမ်းလောင်ကထက်တောင်ပိုမိုခင်မီစမ်းတင်နေတယ်။တကယ်ကို200ချီတက်တန်းရှိတဲ့ဆိုင်ကြီးရဲ့အခြေခံကောင်းပဲ။ဒါပေမဲ့အခုချိန်မှာတော့မီးဖိုချောင်တစ်ခုလုံးရဲ့အခြေအနေကအသက်မဲ့ပြီး၆ကပ်နေတယ်။စဖို့မှုတွေနဲ့အလုတ်တင်10ရောက်ကျော်ကစိတ်မပါလက်မပါနဲ့တန်ရှင်းရေးလုပ်နေကြတယ်။ရှန်ရွက်ကအပေါ်အင်ဂျီမပါပဲတမာတဲ့လူစိမ်းတစ်ယောက်ကိုခေါ်လာတာမြင်တော့သူတို့အားလုံးလက်ရှိအလုပ်တွေကိုရက်လိုက်ကြတယ် အားလုံးပဲခဏလောက်ရပ်ပေးကြပါဦးဝန်ထမ်းခန့်မှုအပြောင်းလဲတစ်ခုကိုကြီးညာစရာရှိပါတယ်ဒီနေ့ကစပြီးမဟုတ်ဘူးအခုဒီစက္ကန့်ကစပြီးဒီကမစ္စတာလင်းယန်ကငါတို့ဖင်ဝေကော့ရဲ့အုပ်ချုပ်မှုစဖို့မှုကျုံနဲ့အကျိုးတူပါဒနာဖြစ်ပါတယ်မိဖို့ချောင်ရဲ့စီးကံအရာအားလုံးကိုသူပဲဆုံးဖြတ်မှာဖြစ်တယ်ဘသူမဆိုမကျေနပ်ရင်အခုချက်ချင်းစရင်ကင်စီမှာလာစာရှင်းပြီးထွက်သွားနိုင်ပါတယ် ။လူအုပ်ကြီးထဲမှာရုတ်တရက်ယုံယုံဆန်းဆန်းဖြစ်သွားခဲ့တယ် လင်းရက်လားဟိုဘက်ကဆူရှမ်းလောင်ဆိုင်ရဲ့အသက်ရှင်နေတဲ့ဆိုင်းဘုတ်ကြီးလေ ဟာတကယ်ကြီးလားအတူလားသူကဘလို့ချစ်ပြီးငါတို့စီရောက်လာတာလဲ ။ဟင်းချက်တာကိုအဓိကတာဝန်ယူရတဲ့ဝါရင်ဆက်ဖို့မှုကြီးအဖိုးကြီးလျံကမျက်မှောင်ကုပ်ပြီးရှေ့ကိုတိုးလာခဲ့တယ် တထေးမရှန်ငါတို့လူတွေနဲ့တင်အစဉ်ပြေပြေလုပ်နေတာပဲဥစ္စာရုတ်တရက်ကြီးစားဖို့မှုချုပ်အစ်တယောက်လေဒီစီပြီးရောက်လာတော့ညီကိုတွေစိတ်ထဲမှာဘာမှမသိဖြစ်နေကြလို့ပါညီကိုတွေစိတ်ထဲမှာဘာမှမသိဖြစ်နေကြလို့ပါ ။အဖိုးကြီးလျံကဖင်ဝေကော့ရဲ့ဝန်ထမ်းဟောင်းတဦးဖြစ်တယ်။သူကလက်ရရှိပေမဲ့အတွေးခေါ်ကတော့အရင်တိုင်းပဲ။ဒါကလည်းဖင်ဝေကော့ဆိုင်ကြီးတဖြည်းဖြည်းဆုပ်ယုပ်လာရတဲ့အကြောင်းရင်းတွေကတခုပဲပေါ့။ငါအဖိုးကြီးလျံရဲ့တန်တရားစကားတွေကိုဂရုမစိုက်ဘဲဟင်းလျာစည်ရင်းတွေချိတ်ထားတဲ့အဖြူရောင်ပုတ်ပြားရှိကိုရှောက်သွားခဲ့တယ်။အဲ့ဒီပုံမှာဖင်ဝေကော့ရဲ့လက်ရှိဟင်းလျာအမျိုးအစား60ကျော်ကိုအစီရေးမှတ်ထားတာ။ငါလက်ကိုဆန့်ထုတ်ပြီးအဲ့ဒီအလွန်ကြီးမားတဲ့ပလတ်စတစ်စိန်ထားတဲ့ဟင်းလျာစည်ရင်းကြီးကိုကင်လိုက်တယ်။လူတိုင်းရဲ့မင်းသက်သွားတဲ့မျက်ဝန်းတွေရှိမှတင်အဲ့ဒီဟင်းလျာစည်ရင်းကြီးကိုပုတ်ပြားပေါ်ကနေအားနဲ့ဆွဲခွာပစ်လိုက်တယ်။ပြီးတော့လုံးထွေးပြီးဘေးနားကအမိုက်ပုံးထဲကိုပစ်ထည့်လိုက်တော့တယ် အုပ်ချုပ်မှုစားဖို့မှုချုပ်လဲမင်းတာပါလောက်တာလဲ မင်းတို့အရင်ကချက်တဲ့ဟင်းတွေကိုငါအားလုံးမြည်ဆန်းကြည့်ပြီးစာလုံးနှလုံးပဲရှိတယ်ညံ့ပြင်းတယ်200ချီတက်တန်းရှိတဲ့ဆိုင်ကြီးရဲ့ဆိုင်းဘုတ်ကိုအမိပြုပြီးလွန်ခဲ့တဲ့10နှစ်ကစက်ယုံထုတ်လို့ပုံစံခွက်လုံးကြီးတွေကိုတုံးနေကြတော့မယ်ဟင်းခတ်မုံတွေကိုလက်တဆုပ်စာအကျန်းထင်းခတ်ပြီးမီးရှိန်ကိုလည်းရန်တမ်းမှန်းဆချက်နေကြတာမင်းတို့ချက်တဲ့အရာတွေကခွေးတောင်ဒုတိယအကြိမ်ပြန်နှန်းကျင်မှာမဟုတ်ဘူးငါရဲ့စကလုံးတွေကဘာမှအားနာမနေပဲသူတို့မျက်နှာကိုဓာတ်နဲ့မွန်းလိုက်တယ်လို့ပါပဲဒေါသကြီးတဲ့စဖို့မှုလူငယ်ချို့ကချက်ချင်းပဲရန်လုတ်ချင်သွားကြတယ်ဒါပေမဲ့ငါရဲ့အေးဆက်ဆက်အကြည့်ကြောင့်အောင်ရဲပြီးပြန်ငြိမ်သွားကြရတယ်ငါဘာစင်ချင်မှမကြားချင်ဘူး
ငါကြောပေါ်ကဓာတ်အိတ်ကိုဖြုတ်လိုက်တယ်။ဖြောက်ခါနဲ့အတန်နဲ့အတူစတီးဟင်းချက်ခုံပေါ်မှာဖြန့်ခင်းလိုက်တော့အေးဆက်တဲ့အလင်းရောင်တွေတောက်ပနေတဲ့အထူးမှယူထားတဲ့စဖိုမူ3ဓာတ်6လက်ကပေါ်လာပြီးလူကိုဖိအားပေးနိုင်တဲ့အငွေ့သက်တွေထွက်ပေါ်နေတယ်။စဖိုမူတယောက်ရဲ့ဂုံတိတ်ခါကတားညက်တုံးပေါ်နဲ့တဲအိုးထဲမှာပဲရှိတာ။နှက်ခမ်းဖျားပေါ်မှာရှိတာမဟုတ်ဘူး။အခုချိန်ကစပြီးဖင်ဝေကော့ကို3ရက်တိတိဆိုင်ပိတ်မယ် ဆိုင်ပိတ်မယ် ။ဟုတ်တယ်။ဆိုင်ပိတ်ပြီးအမှားပြင်ဆင်မယ်။ဒီ3ရက်အတွင်းမှာလူတိုင်းမိဖို့ကြောင့်ထဲမှာပဲစား။မိဖို့ကြောင့်ထဲမှာပဲအိပ်ရမယ်။ဖုံးအားလုံးအပေါ်အိပ်ရမယ်။ငါမင်းတို့ကိုဥဆောင်ပြီးလမ်းတစ်ဖက်ကလူမိုက်တစ်တိုက်ကိုအရှက်ရစေမဲ့တိုင်မှာတစ်သက်လုံးတံမိုးရိုက်နှက်ပြင်မယ်။တစ်ချိန်တည်းမှာပဲလမ်းတစ်ဖက်ကဆူရှမ်းလောင်ဆိုင်ထဲမှာတော့လုံးဝကွဲပြားခြားနားတဲ့အခြေအနေတစ်ခုဖြစ်နေတယ်။ဝမ်ဟောက်ကငွေစရင်ရုံးကန်းထဲကအမှုဆောင်ကလတ်ထိုင်ပေါ်မှာခြေထောက်ချိတ်ထိုင်ပြီးတချင်းလေးတညီးနဲ့ရှိနေတယ်။သူကသူ့ရဲ့ခဲအိုဖြစ်သူကြောက်ချန်လင်းစီဖုံးဆက်နေတာပါ ဟဲလိုခဲအိုကြီးမင်းဘယ်မှာသွားပြီးပျော်ပါနေလဲ အဲ့ဒီကောင်ထွက်သွားပြီလား ။ဖုံးတစ်ဖက်ကနေကြောက်ချန်လင်းရဲ့အရက်မူးနေတဲ့အတန်ထွက်ပေါ်လာတယ်။နောက်ခံမှာလည်း KTV တချင်းတန်တွေနဲ့အမျိုးသမီးတွေရဲ့တခစ်ခစ်ရေမောတန်တွေကြားနေရတယ် ထွက်သွားပြီဒေါသရကြီးနဲ့ထွက်သွားတာဝတ်စုံတောင်မယူသွားဘူး ဟင်းချက်နေရီအဲ့ထောက်ကောချန်ထားခဲ့လား စိတ်ချပါခဲအိုကြီးငါလူလွတ်ပြီးစာလုံးတစ်လုံးမှမကြံအောင်အကုန်လုံးကိုကူးယူခိုင်းထားပြီးပြီဟင်းချက်နီးတင်မကဘူးသူပုံမှန်သုံးတဲ့ဘဲငါးပြီးကဘယ်တစ်စိတ်လဲဆိုတာအထိငါကုန်းတေးသေးချာချာမှတ်ထားတာသူထွက်သွားခါနီးမှာဓာတ်တလက်ကိုကင်ပြီးငါ့ကိုချင်းချောက်ပြီးဟန်ဆောင်သွားသေးတယ်ဟင်းချက်တဲ့ကောင်စုပ်ကတကယ်ပဲသူရွှေမကဘာကြီးလဲပတ်မယ်ထင်နေတာ ဟာဟာဟာကောင်းတယ်ဟောက်စီဒီအလုပ်ကိုမင်းအကွက်စေးစေးလုပ်နိုင်ခဲ့တာပဲအဲ့ဒီလင်းရန်ကခေါင်းမာတဲ့လူမိုက်တယောက်ပဲငါအဲ့ဒီတုန်းကသူ့ကိုထမင်းတလုပ်ကျွေးခဲ့တာသူငါအတွက်နဲ့အနေငယ်ပိုက်ဆံရှာပေးတာကတဘာဝကြပါတယ် သူကအရှက်မရှိရဲ့ငါစီကနေအပိုးစုကြီးရွာနဲ့တိန်းတောင်တောင်းရဲသေးတယ်သူအိမ်မက်မက်နေတာပဲဖြစ်ရမယ်အခုတော့ဟင်းချက်နီးကငါတို့လက်ထဲရောက်ပြီဆိုတော့နောက်နောက်နှစ်တိုင်းသူ့အတွက်ပေးရမယ့်လစာနဲ့အမျက်ဝေစုရွံသိမ်းပေါင်းများစွာကိုတက်တာသွားပြီဒါကိုအရင်နီးနဲ့အမျက်များကြီးရတယ်လို့ခေါ်တာပေါ့မနေ့ပြန်ကြရင်မင်းလူတွေကိုစီစဉ်ပြီးဟင်းချက်နီးတိုင်းဟင်းတွေစမ်းချက်ခိုင်းလိုက်အရသာက80ကနေ90ရာခိုင်နှုန်းလောက်စင်တူနေတဲ့ရွေးတော့အဲ့ဒီစားဘာတွေကဘာမှရိပ်မိမှာမဟုတ်ဘူး စိတ်ချပါခဲဦးကြီး မင်းဆောင်ယုံတာစောင့်ကြည့်နေလိုက် ။ဝမ်ဟောက်ကဖုံးချလိုက်ပြီးစိတ်လှုပ်ရှားစွာနဲ့လက်ဝါးချင်းပို့လိုက်တယ်။သူမဆောင်နိုင်တော့ပဲငွေစရင်ရုံးကန်းထဲကထွက်လာပြီးမိဖို့ချောင်းထဲကိုပြေးဝင်ကသူကိုယ်တိုင်မြုပ်နှံထားတဲ့လူယုံလက်ပါစီအချို့ကိုခေါ်လိုက်တယ် အဲ့ဒီကျေးဇူးကန်းနဲ့လင်းရန်ကတော့လက်သွားပြီဝမ်ဟောက်မနေ့ပြန်ကစားပြီးမိဖို့ချောင်းတစ်ခုလုံးကိုငါပဲအုပ်ချုပ်မယ် ။သူကအိတ်ထဲကနေလိတ်တုံနေတဲ့မတ်စုစာအုပ်တအုပ်ကိုထုတ်လိုက်ပြီးတိုင်းကျန်းတစ်စောင်လူမျိုးဟန်အပြည့်နဲ့တားညက်တုံးပေါ်ကိုဖုံးကနေချလိုက်တယ် ဒါကသူချက်တဲ့ဆိုင်ရဲ့အကောင်းဆုံးဟင်းလျာ၃မျိုးရဲ့ဟင်းချက်နေပဲမနေ့ကစားပြီးမင်းတို့တွေဒီဟင်းချက်နေတိုင်းကအတွက်ချက်ကြရမယ်ဘယ်သူအကောင်းဆုံးချက်နိုင်လဲအဲ့ဒီလူကနောက်နောင်ဆူရှမ်းလောင်ရဲ့အုပ်ချုပ်မှုစားဖို့မှုချုပ်ဖြစ်စေရမယ် ။လက်ပါစီအချို့ရဲ့မျက်လုံးတွေကတောက်ပသွားပြီးချက်ချင်းပဲဝိုင်းအောင်လာကြတော့တယ်